တရှယ်နှိပ်လိုက်ပါကျွန်တော်တို့ကအဓိကဝင်ကျင်တာ personality ရဲ့ပေါ့နော်ဟိုအဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါမိုးလေးကြားလိုက်မယ်ဒါမိုးကြားလို့ရှိရင်ဒီမှာ setting တွေအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်ကလက်လေးနဲ့ပေါ်နေလေးဆွဲလို့ရှိရင် personality တယ်ဆိုတာလေးထပ်ပေါ်လိမ့်မယ်ပေါ့နော် okay အဲ့ဒီတော့ကျွန်တော်တို့ကအဲ့ဒီ personality တယ်ဆိုတာလေးကိုလက်လေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါ okay အဲ့ဒါလေးကိုထောက်လိုက်ပြီဆိုရင်ဒါမိုးထပ်ကြားလိုက်မယ်ဒါမို့ထပ်ကြပြီဆိုလို့ရှိရင်ကျွန်တော်တို့က identity confirmation ဆိုပြီးတော့ဒီမှာပါတယ်ပေါ့နော် identity confirmation ဆိုတာလေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါဒီကောင်လေးပေါ့နော် okay အဲ့ဒီမှာ identity confirmation ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပြီဆိုလို့ရှိရင်ဒါမို့ကြားလိုက်မယ်ဒါမို့ကြားလို့ရှိရင် confirm your identity ဆိုတာလေးကိုထပ်ပြီးတော့ထောက်ပေးလိုက်ပါဒီမှာကျွန်တော်မြားပြထားတဲ့နေရာလေးပေါ့နော်အဲ့ဒီမှာ confirm your identity ဆိုတာလေးကိုလေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါအဲ့လေးကိုထောက်လိုက်ပြီဆိုရင်ဒီမှာနှစ်မျိုးကြာတယ်ပေါ့နော်ကိုတင်ကျင်တဲ့ပုံစံပေါ့နော် running areas about social issue ရဲ့အောက်မှာကျတော့ product viewer account ပေါ့နော်အဲ့မှာကျွန်တော်တို့ကကျွန်တော်ကတော့ဒီအပေါ်က running areas နဲ့ပဲဖွင့်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ page call သုံးမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ကအပေါ်က running areas ပဲဟာလေးကိုလေးနဲ့တစ်ချက်ထောက်လိုက်ပါဒါကတော့လူကြီးမင်းတို့စိတ်ကြိုက်တဲ့အရာတစ်ခုကိုရွေးချယ်လို့ရပါတယ်ကျွန်တော်ကအပေါ်အကောင်လေးကိုရွေးချယ်လိုက်တယ်အဲ့လေးကိုလေးနဲ့တစ်ချက်ထောက်လိုက်တယ်ထောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါမိုးလေးထပ်ပြီးတော့ကြာပါလိမ့်မယ်။ဒါမိုးကြာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ where you run ADS တဲ့ကျွန်တော်ဘယ်နိုင်ငံမှာသုံးမှာဆိုတာမေးတာပေါ့နော်။အဲ့ဒီကျွန်တော်တို့ကဒီမှာ select ကိုနှိပ်ပေါ့နော်။ကျွန်တော်တို့ကိုယ့်ရဲ့နိုင်ငံကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။အဲ့မှာပေါ် search bar မှာကျွန်တော်တို့ကမြန်မာဆိုပြီးရေးချလိုက်ပေါ့နော်။ MYANM ရမြန်မာဆိုပြီးရေးချပြီးတော့မြန်မာဆိုထောက်ပေးလိုက်ပေါ့နော်။တကယ်လို့ရေးကျင်တော့လက်နဲ့ပေါ်ဆွဲရမှာကြားတယ်။ Okay ဒါပြီးပြီဆိုရင်တော့မြန်မာကိုရွေးပြီးသွားပြီပေါ့နော်။ကျွန်တော်မြန်မာနိုင်ငံကိုရွေးချယ်ပြီးသွားပြီဖြစ်တဲ့အတွက်အောက်က next ကိုနှိပ်လိုက်ပါပေါ့နော်။ပြအောင်ဒီနဲ့ next ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာသူတို့ကဒီဟို Facebook နဲ့အသုံးပြုဖို့အတွက်သင် ID ကိုတင်ပါပါညာပေါ့နော်အဲ့ဟိုမတင်လဲဘာမှမဖြစ်ဘူးဆိုတဲ့အကြောင်းတော့ပြောတယ်ပေါ့နော်အဲ့မှာ yes continue ပေါ့နော်အဲ့မှာကျွန်တော်က yes continue ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကတော့တင်မယ်အဲ့မှာပြီးပြီဆိုရင်personal ID or personal ID ဆိုတဲ့ကောင်လေးရှိရပေါ့နော်အပေါ်မှာပေါ့နော်အဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါကျွန်တော်ပြထားတဲ့ဟာလေးပေါ့နော် okay အဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါထောက်လိုက်လို့ရှိရင်ဒါမျိုးထပ်ပြီးတော့ကြာလာပါလိမ့်မယ်ကြာလာလို့ရှိရင်ဒီမှာနှစ်ခုရှိရဲကျွန်တော်က I love your ID ပေါ့နော် I love your ID ကိုတစ်ချက်ထောက်လိုက်ပါထောက်ပြီးတော့ကျွန်တော်တို့ကဆက်သွားမှာဖြစ်တယ်ပေါ့နော်တကယ်လို့ဒီဟာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဖတ်ရှင်းသေးတယ်ဘာညာဆိုလို့ရှိရင်တော့ what is a ဆိုတဲ့ကောင်လေးပေါ့နော်အဲကျွန်တော်တို့ကဒီဖောင်ဘလိုတင်ရမှာလဲဘာညာမသိဘူးဆိုလို့ရှိရင်အဲ့ကောင်လေးကိုထောက်ပြီးတော့လဲကျွန်တော်တို့ကဖတ်လို့ရတယ်ပေါ့နော်ဒီမှာရှက်လက်တွေအများကြီးပေးထားတယ်ပေါ့နော်အဲသူဒီမှာစာတွေပေါ်လာပြီပေါ့နော်အားဒါတွေပဲပေါ့နော်ကျွန်တော်ဖတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်အဲ့ဒါကြီးကမလိုဘူးပေါ့နော်မလိုဘူးဆိုတော့ကျွန်တော်ရှင်းပြနေတာပဲအဲ့ဒါမလိုဘူးအဲ့ကြောင့် back တစ်ချက်ထွက်လိုက်ထွက်ပြီးတော့ upload your ID ဆိုတာလေးကိုထောက်ပြီးသွားပြီဆိုလို့ရှိရင် next ကိုနှိပ်ပေါ့နော်ဒီကောင်လေးကိုနှိပ်ပြီးတော့သွားလိုက်ပါ okay အဲ့ဒါလေးကိုနှိပ်ပြီးသွားလိုက်ပြီဆိုလို့ရှိရင်ဒါမိုးကြလိမ့်မယ်ဒါမိုးကြလို့ရှိရင်ဒီမှာကျွန်တော်တို့က passport နဲ့တင်ပါလား driver license ပေါ့နော်ရင်မောင်းလိုက်အဲ့ဒီနဲ့တင်ပါလား national ID ကပေါ့နော် national ID ကဆိုတာကျွန်တော်တို့ရဲ့မှတ်ပုံတွေကိုပြောတာပေါ့နော်ကျွန်တော်တို့အဲ့ဒါနဲ့တင်ပါလားမေးတယ် okay အဲ့ဟာတွေသုံးခုလုံးမပါဘူးဆိုရင် show more နှိပ်လိုက် show more နှိပ်ပြီးတော့ဒီမှာ visa တို့ဘာတို့အဲ့အများကြီးရှိတယ်ဗျကိုရှိတဲ့အရာနဲ့ကြိုက်တဲ့ကတ်နဲ့တင်လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့ကတ်နဲ့တင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကမှတ်ပုံတင်နဲ့တင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ national ID ကတ်ဆိုတာလေးကိုရွေးချယ်လိုက်တယ်ပေါ့နော် national ID ကတ်နဲ့ကန်တက်လေးမှာကျွန်တော်တို့ကမှတ်ချလေးပေးလိုက်ပါ okay အဲ့ကောင်လေးကိုမှတ်ချလေးပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် next ကိုနေပါဒီလိုအဲ့ဒါတခုမှမရှိဘူးဆိုလို့ရှိရင်ဟို I don't have any of these ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီဖုန်းထဲမှာတက်ပုံရိုက်ထားတဲ့ဒီတက်ပုံရိုက်ထားတဲ့ဟာနဲ့လည်းပို့လို့ရတယ် okay အဲ့တော့ကျွန်တော်တို့က national ID ကတ်ဆိုတာလေးကိုနှိပ်ပြီးတော့ next ကိုနှိပ်မယ်ဆိုလို့ရှိရင်ဖုန်းနဲ့တိုက်ရိုက်ပြီးတော့ပို့လို့ရတယ်တကယ်လို့တိုက်ရိုက်ရိုက်ထားမရှိရင်တက်ပုံရိုက်ထားခြင်းအောက်ကကောင်လေးပဲပေါ့ okay အဲ့ဒါပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ cast ဆိုတာလေးကိုနှိပ်လိုက်ပါနော်ဒီထိနားလေးမယ်လို့ထင်ပါတယ် okay လွယ်တယ်လीเนาะတဆင်ချင်းပြောသွား